မေတ္တာတရားနဲ့သီးခံခြင်းဟာဗုဒ္ဓဘာသာရဲ့အခြေခံတရားဖြစ်ပါတယ်။ဒါပေမဲ့ခုမြင်တွေ့နေရတဲ့ဖြစ်ရပ်ကတော့ဗုဒ္ဓဘာသာဝင်တွေမကပဲတနိုင်ငံလုံးကိုတုန်လှုပ်ခြောက်ခြားစေခဲ့ပါတယ်။သင်္ကန်းကိုအေးအေးချုံပြီးတာမဏိငယ်တစ်ပါးပေါ်လူမဆန်စွာညှဉ်းပန်းနှိပ်စက်ခဲ့တဲ့မြေပုံမြို့နယ်ကဥတီဆိုင်ရဲ့ဖြစ်ရပ်ဟာအခုဆိုရင်လူမှုကွန်ရက်ထက်မှမကပဲသာသနာသမိုင်းမှာပါအမဲဆက်တစ်ခုလိုဖြစ်နေပါပြီ။ဒီဖြစ်ရပ်ဟာလူမှုကွန်ရက်ပေါ်မှာဗီဒီယိုဖိုင်ပြန့်နှံ့လာရာကနေစတင်ခဲ့တာပါ။ဗီဒီယိုဖိုင်ထဲမှာတော့ကျောင်းတိုင်ဖုန်ကြီးဖြစ်သူဦးတီစာဟာအတန်ယူငယ်ရွယ်သေးတဲ့ကိုရင်လေးတစ်ပါးကိုဒုံနဲ့ဆက်မပြတ်ရဲဆက်ဆက်ရိုက်နှက်နေတာကိုမြင်တွေ့ရပါတယ်။ကိုရင်လေးကကြောင်းလက်တကြားနဲ့တောင်းပန်နေပေမဲ့လည်းဦးတီစာရဲ့ဒေါသကရောပါသွားခြင်းမရှိခဲ့ပါဘူး။လောဘဒေါသမောဟတွေကိုမထိန်ချုပ်နိုင်တဲ့ဒီလိုပုံကူမျိုးဟာသာသနာဝန်ထမ်းဆိုတဲ့ဂုဏ်ပုဒ်နဲ့ထိုက်တန်ရလားဆိုတာမေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ဒီဖြစ်ရပ်ပေါ်မှာတန်ဃာတို့ကလည်းပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်။အမေရိကန်နိုင်ငံဒါလက်စ်မှာတည်င်းသုံးနေတဲ့ဆရာတော်တွေပါဝင်ပြည်တွင်းကရှင်ကုံတလတို့လိုတန်ဃာတော်တွေကလည်းဒါဟာသာသနာကိုဖျက်ဆီးနေတဲ့လုပ်ရလို့ပြက်ပြက်တသားမိန့်ကြားခဲ့ပါတယ်။ရန်တပားအနေနဲ့တာမဏေငယ်တွေကိုစုံမတဲ့အခါမှာတော့မေတ္တာတရားနဲ့စုံမမှာဖြစ်ပြီးအခုလိုလူမဆန်တဲ့နှိပ်စက်မှုမျိုးဟာဘလို့မှလက်ခံနိုင်စရာမရှိပါဘူး။ဒီဖြစ်ရပ်ကြောင့်ကြီးညိုသူတကားတကမတွေသာသနာပေါ်စိတ်နာသွားမှာကိုလည်းတန်ဃာတို့ကစိုးရိမ်မကင်းဖြစ်နေကြပါတယ်။လူလူရဲ့ပြင်းထန်တဲ့ဝေဖန်မှုတွေနောက်မှာတော့သက်ဆိုင်ရာအာဏာပိုင်တွေကချက်ချင်းအရေးယူခဲ့ပါတယ်။ဧပြီလ24ရက်နေ့မှာတော့ဥတီစာကိုဖမ်းဆီးခဲ့ပြီးတာသနာရေးဦးစီးဌာနနဲ့တန်ခါနိုင်ကအဖွဲ့တွေရဲ့ရှေ့မှောက်မှာလူဝင်လဲစီခဲ့ပါတယ်။အခုဆိုရင်တော့သူဟာရန်တပါမဟုတ်တော့ပဲပြစ်မှုဆိုင်ရာဥပဒေပုံမှန်295ကာကြီးဖြစ်တဲ့တာသနာကိုညှိုးနှွမ်းစေမှုအပြင်ကလေးငယ်များပေါ်ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာဥပဒေအနေနဲ့ပါတရားစွဲဆိုအရေးယူခံထားရပါတယ်။ဒါသာသနာပေါင်းကိုအလွဲသုံးစားလုပ်သူတွေအတွက်ကြီးမားတဲ့သင်ခန်းစာတစ်ခုပါပဲ။အခုနောက်ဆုံးရရှိထားတဲ့သတင်းတွေအရဒီလိုကျူးလွန်ခဲ့တဲ့ကျောင်းထိုင်ဆရာတော်ကိုသက်ဆိုင်ရာကဖမ်းဆီးလိုက်ပြီးဖြစ်ပါတယ်။ဒါဟာသာသနာရေးဆိုင်ရာပုံရိပ်ကိုထိခိုက်စေတဲ့အတွက်ထိထိရောက်ရောက်ရေးယူဖို့လူထုကတောင်းဆိုနေကြပါတယ်။ဒီဖြစ်ရပ်ဟာတနင်္သာရီတိုင်းမြို့နယ်ကြောက်ဖြူတောင်ပရိယတ္တိတောရကျောင်းမှာဖြစ်ပွားခဲ့တာပါ။ကျူးလွန်သူကတော့အဲ့ဒီကျောင်းကကျောင်းထိုင်ဆရာတော်ဦးတိစာဖြစ်ပါတယ်။ဒီကနေ့မနက်ပိုင်းမှာပဲမြို့နယ်တန်ခါနိုင်ကအဖွဲ့ရဲကြီးတန်ခါနိုင်ကမြို့နယ်ရဲတပ်ဖွဲ့နဲ့အာဏာပိုင်တွေပူးပေါင်းပြီးဆရာတော်ဦးတီစာကိုဖမ်းဆီးလိုက်ပါတယ်။သာသနာတန်ရှင်းဖို့ဆိုရင်ကျမတို့အားလုံးမှာတာဝန်ရှိပါတယ်။အတူရောင်သာသနာအညစ်အကြေးတွေကိုဖယ်ရှားပစ်ဖို့နဲ့စစ်မှန်တဲ့တန်ခါတွေကိုကြီးညိုတက်ဖို့လိုအပ်ပါတယ်။သာသနာပေါင်းဝင်မဲ့လူတွေအနေနဲ့လည်းမိမိရဲ့စိတ်ကိုအရင်ဆုံးယဉ်ကျေးအောင်လေ့ကျင့်ဖို့လိုအပ်တယ်ဆိုတာဒီဖြစ်ရပ်ကသက်သေပြနေပါတယ်။တတဝါအားလုံးမေတ္တာစိတ်ဖြင့်အေးချမ်းနိုင်ကြပါစေ။ကြည့်ရှုပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။